တိုင်းရင်းသားတွေအတွက် logo တစ်ခုဆွဲတဲ့ခါမှာကိုယ့်ရဲ့တိုင်းရင်းသား culture လည်းထည့်ခြင်းနဲ့ position ကိုလည်းကိုယ့်ရဲ့စိတ်တိုင်းကြဖန်တီးခြင်းနေဆိုလို့ရှိရင်ကံပါမှာ AI နဲ့ပေါင်းဆက်ပြီးတော့ဖန်တီးလို့ရမလဲဆိုတာကိုခုဗီဒီယိုမှာရေးစိတ်ရှင်းပြထားပါတယ်။တစ်ဆင့်ချင်းကိုလည်းလုပ်ပြထားတာဖြစ်တဲ့အတွက်ကျွန်တော်မိတ်ဆွေတွေအတွက်အသုံးဝင်မယ်လို့ထင်တယ်။အဲ့တော့ကြည့်အောင် Google Chrome ဖြစ်ဖြစ် website တစ်ခုမှာ mon ဆိုပြီးတော့စာတန်းကိုရေးချတာ။ဒီက mon ရိုးရာဝတ်စုံကိုလိုချင်တာ။ရေးလိုက်တာနဲ့ mon နဲ့ပတ်သက်တဲ့ဒီစိတ်တွေလန်နေနောက်တစ်ခုကဒါကပေလေးတွေထွက်လာပြီလို့ပေါ့နော်အဲ့တော့ကိုကြိုက်တဲ့ပုံကိုယူဒီပုံလေးကချစ်စရာကောင်းတယ်ပေါ့နော် Q type ကိုသွားရဲဆိုတော့အဓိကမုံဝတ်စုံပါဖို့လိုတယ်အဲ့ဒါလေးကိုယူလိုက်တယ်အဲ့ဒါလေးကိုယူပြီးတော့ကမ်ဘာကိုသွားမယ်ကျွန်တော်ကမ်ဘာမှာ logo ဆွဲကျင်တဲ့အတွက် logo လို့ရေးလိုက်အဲ့ရကိုကြိုက်တဲ့ပုံကိုedit လို့ရတယ်ပေါ့နော်ဆိုတော့ဒါလေးကိုလုပ်နေတော့ကျွန်တော်ဒီ ChatGPT သွားမယ် ChatGPT မှာကျွန်တော်ဒီ prompt တောင်းမယ်ပေါ့အဲ့ဒီပုံနဲ့ပတ်သက်တဲ့ prompt ကိုတောင်းမယ်ကျွန်တော်စစ်ထားတဲ့နေရာကနေပြီးတော့ open တက်လုပ်လိုက်မယ်ဒီအပေါင်းလက္ခဏာမှာပေါ့ပြီးလို့ရှိရင်ဒီရိုးရာဝတ်စုံအတိုင်းဘယ်လိုမျိုးပုံကိုမြင်ချင်နေပေါ့နော်ဒီရိုးရာဝတ်စုံတော့ပါမယ်ဒီမှာ food and drink เนาะစားတောက်ဆိုင်ဖြစ်တဲ့အတွက်ဘယ်လိုမျိုး image ကိုပြချင်လဲပေါ့အမှရိုးရာဝတ်စုံတိုင်းပဲအမျိုးသမီးကတော့ပကံလုံးတစ်လုံးနဲ့တစ်လုံးထဲမှာအစားတောက်တွေကိုစွန်းတစ်ချောင်းနဲ့အားရပါရစားနေတဲ့ပုံမျိုးသားဖြစ်သူကနေပြီးတော့မတက်ရက်ပြီးလက်တစ်ဖက်ကသူ့ခါကိုသူပြန်ထောက်ပြီးကျန်လက်တစ်ဖက်ကနေပြီးတော့အမျိုးသမီးဒီစားနေတဲ့ပုံလက်ညှိုးထိုးပြီးတော့ပြောနေတဲ့ပုံပေါ့မျိုးသားလက်ညှိုးထိုးပြီးတော့အံ့ဩနေတဲ့ပုံဒါကို logo အတွက် English ကို prompt ထုတ်ပေးပါဒါပဲ English မတက်လေရတယ်ဒါကိုထုတ်ထားတဲ့အချိန်Gemini ကိုပြန်သွား Gemini မှာအဲ့ဒီ ChatGPT ကထုတ်ထားတဲ့ prompt ကို copy paste လုပ်မယ်ဆိုလို့ရှိရင် Gemini မှာထုတ်လိုက်မယ်စာသက်ပဲပေါ့စာသက်ပဲထုတ်တဲ့အခါကျတော့ကျွန်တော်ကိုလိုချင်တဲ့ပုံမဖြစ်ဘူးမဖြစ်တဲ့အတွက်သူ့ရဲ့ original ပုံကို upload လုပ်ရမယ်ကျွန်တော်စစ်ထားတဲ့ original ပုံကို upload လုပ်လိုက်လို့ရှိရင်စောစောကစာကိုပဲ copy paste လုပ်လိုက်ဒါဆိုဘယ်လိုထွက်လာမလဲကျွန်တော်ကြည့်အောင်ဆိုပုံလေးကကိုလိုချင်တဲ့ပုံတော့ဖြစ်တယ်ဒါပေမဲ့အမျိုးသမီးမှာကျတော့ပကံလုံးအရင်သေးနေတယ်သေးနေတဲ့အတွက်သိသဘောမကျအောင်ဒါကိုကျွန်တော်ပြန်ပြင်မယ်အဲ့ဒီစာအတိုင်းပဲဘိုးပေါ့နော်စားတဲ့ပကံလုံးဘိုးလေးမှာခွက်လေးမှာဒီထက်ကြီးတဲ့ single bigger bowl ပို့ပြီးတော့ကြီးတဲ့ဟာရာလေးပေါ့နော်အဲ့ဒါနဲ့လုပ်လိုက်တော့ပကံလုံးလေးကြီးသွားတယ်ပေါ့နော်ဒါဆိုလို့ရှိရင်ပို့ပြီးတော့ချစ်စရာကောင်းသွားတယ်ပုံကအဲ့ဒါကိုဖုန်းထဲမှာ download လုပ်လိုက် download လုပ်ပြီးတာနဲ့ကမ်ဘာကိုသွားပြီးတော့ကိုကြိုက်တဲ့ logo မှာသူ့မှာပါတဲ့ပုံကိုဖြတ်ပြီးတော့ကို download တဲ့ဒီ AI နဲ့ထုတ်ထားတဲ့ပုံကိုအစားထိုးလိုက်တာပြီးရင်သူ့အနောက်မှာပါတဲ့ background ကိုကျွန်တော်ဒီ background ဖြောက်လိုက်တယ်ပေါ့နော်ဒါဆိုရင်စာရေးမယ့်နေရာမှာစာရေးမယ်မွန်ရိုးရာ food and drink ကိုကစာလုံးတွေကိုမကြိုက်ဘူးဆိုလို့ရှိရင်ဒီစာလုံးတွေ font ကိုတက်ပြန်ပြင်လို့ရမယ်ဒီနေရာမှာကိုကြိုက်တဲ့ font ကိုရှာပေါ့မကြိုက်ဘူးရှင်းရှာပေါ့စာလုံးထူရင်လည်းမကောင်းဘူးနော်စာလုံးအရန်ပါရင်လည်းမကောင်းဘူးရှုပ်ထွေးရင်လည်းမကောင်းဘူးအဲကြောင့်ကိုကြိုက်တဲ့စာလုံး font ပုံစံကိုထည့်လို့ရတယ်ကိုယ့်ရဲ့ font ကိုလည်းထင်ရှားအောင်ဘယ်လိုမျိုး shape တွေထည့်မလဲပေါ့နော်ဒါ effect နေရာမှာနှိပ်လိုက်တာနဲ့ဒါဒီဘက်ကအရာလေးတွေပေါ်လာတယ်ကိုကပုံစံမျိုးစုံကိုကပြောင်းလဲလို့ရတယ်စာကိုလည်းဒီကြီးကြည့်လို့အဆင်ပြေတဲ့အရာကိုဖန်တီးပေါ့ဒါ creation မျက်လုံးနဲ့ပဲဆိုင်နေပေါ့နော်ဒီပုံလေးနောက်ထပ် website ဒီ AI page တစ်ခုကိုသွားမယ်အဲ့ဒါကတော့ Dreamina AI လို့ခေါ်တယ်ပေါ့အဲ့ဒီ Dreamina AI မှာလည်း Gmail တစ်ခုနဲ့ဝင်လိုက်တာနဲ့ပုံတွေထုတ်လို့ရပြီသူလည်း free ပဲ
အဲ့ဒီမှာလည်းပုံကို upload လုပ်ရမယ်သူကတော့ပုံကို upload လုပ်ရမယ်ပြီးရင်စောက ChatGPT မှာထုတ်ထားတဲ့စာကို copy ယူပြီးတော့ဒီမှာ paste ပြန်လုပ်လိုက်တယ်ပေါ့နော်သူကတော့၄ပုံထုတ်ပြီးတယ်တစ်ခါထုတ်ရင်သူက၄ပုံထုတ်တယ်နော်ဒီဘက်တောက်ဆောင်ကပုံလေးကိုကြိုက်တယ်အဲ့ဒီပုံလေးကိုတစ်ခါထည့်ပြီးတော့ကံပါမှာတွားပြီးတော့အစားထိုးမယ်ပေါ့နော်လက်ရှိပုံနဲ့အစားထိုးကြည့်မယ်ယူလို့ရအောင်ပုံ logo ဆွဲတယ်ဆိုတာကတပုံလေးဆွဲပြီးလို့မရဘူးလေအများကြီးဆွဲပေးရတယ်အနည်းဆုံး3ပုံ4ပုံဆွဲပေးရတယ်ကိုကြိုက်တဲ့ပုံကိုဒီမှာကံပါမှာ upload လုပ်လိုက်ထည့်လိုက်ချိန်မှာ background ဖြောက် background remove လုပ်လိုက်အဲ့ဆို background remove ဖြစ်သွားပြီဒီပုံလေးကိုအစားထိုးလိုက်စားထိုးလိုက်တဲ့အခါမှာရှင်းရှင်းသက်ရက်ဖြစ်အောင်ကိုယ့်ရဲ့မျက်လုံးနဲ့အသေးချာကြည့်ပြီးတော့ client တွေအတွက်ပေါ့နော်အဆင်ပြေမဲ့ပုံကိုကိုယ့်ရဲ့မျက်လုံးနဲ့အသေးချာကြည့်ပြီးတော့ဆွဲပေးရတယ်ပေါ့logo လုပ်တယ်ဆိုတော့ကိုယ့်ရဲ့ idea လည်းအများကြီးထုတ်သုံးဖို့လိုတယ်ပေါ့ကိုအမြင်လေးရှိဖို့လိုဒါဆိုလို့ရှိရင် logo နှစ်ခုဖြစ်သွားပြီတကယ်လို့ client ကိုပေးတဲ့အခါမှာဒီနှစ်ခုလုံးကိုကြိုက်တာတုံးဆိုပြီးတော့ကိုပေးလိုက်လို့ရတယ်ဒီဗီဒီယိုဖိုင်ကမိတ်ဆွေတို့အတွက်တကယ်အသုံးဝင်တယ်အကျိုးရှိတယ်ဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့ဗီဒီယိုကိုခွန်အားဖြစ်စေတဲ့ comment လေးတစ်ခုလောက်ရေးခဲ့ပေးပါဦးတမန်နဲ့ပတ်သက်ပြီးတော့သိချင်တဲ့မေးချင်တယ်ဆိုလို့ရှိရင် comment ထဲမှာရေးခဲ့ပေးပါ